အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့ငပိရည်လေးနဲ့ထမင်းစားကျင်တာနဲ့လူတိုင်းလဲကြိုက်ပြီးတော့ထမင်းလဲမိန်နဲ့မင်းကတော့ငပိရည်လေးရဲ့အမဲသားနှက်လေးရဲ့ကိုလုပ်ပြီးတော့စားပြပါတယ်ခင်ဗျာမင်းကတော့ငပိရည်မှာတော့ကျွန်တော်တို့ငပိရည်ဂျိုလေးပါမယ်ပြီးရင်ကြက်သွန်နီကြက်သွန်ဖြူနဲ့ငရုတ်တီတောက်လေးလှော်ထားတာရဲ့ခရမ်းကျင်သီးရဲ့ခရမ်းကစောတီပါမယ်ပြီးရင်တငင်းသီးနဲ့ကျွန်တော်တို့ပဇွန်လှော်ထားတာလေးပေါ့နော်ဒါမိမိကြိုက်တဲ့ရထည့်လို့ရတယ်အရသာအတွက်ကတော့အချို့မဟုတ်ရဲ့တကြားလေးအနေငယ်ရထည့်လိုက်တယ်ဆိုရင်တော့မင်းကတော့ငပိရည်ပြောလေးရပါပြီခင်ဗျာငပိတစ်ခွက်နဲ့တင်အားလုံး okay နေပြီဆိုပေမဲ့အမဲသားလေးလည်းရှိတာနဲ့ကျွန်တော်အမဲသားနှက်လေးပါကျွန်တော်လုပ်ဖြစ်ပါတယ်အမဲသားကိုလည်းကျွန်တော်တို့အရသာနှက်ထားမယ်ပြီးရင်စီတက်မယ်ရေလေးအနေတော်လေးထည့်လိုက်ပါမယ်ပြန်လေးစုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရှမ်းနံထည့်ပါတယ်တချို့ကတော့ကျွန်တော်မဆလာထည့်တယ်ပေါ့နော်ဒါကတော့မမိတိုင်းနဲ့တိုက်ရထည့်လို့ရပါတယ်အခုဆိုလို့ရှိရင်ငပိရည်လေးနဲ့တွဲစားဖို့အမဲသားနှက်လေးလည်းရပြီဆိုတော့ဆက်စားလိုက်ရအောင်ပါစားပါပဇွန်မှာချိုးနာပဲမဲသားတဲ့အတုံးကြီးပဲဘေးကလုံးဝရှက်လိုက်ဒီခါလိုက်တော့ငပိရည်ထဲမှာတင်အစုံပလုံးဆိုသူ့တစ်ခွက်နဲ့တင်တိုးစရာအစုံနဲ့ဆိုလုံးဝရှယ်ပဲမိန်ရောအပြီးရလေလုံးဝရှယ်ပဲဒီမှာထမင်းလဲကုန်သွားပြီဆိုတော့ကျွန်တော်ထပ်ထည့်ပြီးတော့ထပ်စားလိုက်ပါအောင်မယ်နောက်ဘက်လုံးမှာပြန်တွေ့ပါမယ်တတား